မင်္ဂလာပါကျွန်တော်ဒီနေ့တော့ဒီ keloid ဆိုတဲ့ပြဿနာနဲ့ပတ်သက်ပြီးတော့သတိပေးချင်တာလေးနည်းနည်းရှိပါတယ်နားဖောက်တာတို့ဘိုက်ခွဲတာတို့တန်ရာတစ်ခုခုရလို့ရှိရင်ဖြစ်ဖြစ်အဲ့လိုအမားရုပ်အကြီးကြီးတက်ကြတာမျိုးပေါ့နော်အရေးပြားပေါ်မှာအမားရုပ်အကြီးကြီးတွေအဲ့လိုမျိုးဟာတွေမြင်ဖို့ကြလိမ့်မယ်ပေါ့နော်အဲ့ဒါမျိုးကိုကျွန်တော်တို့ keloid လို့ခေါ်တယ်ပေါ့ဒီ keloid တွေကခန္ဓာကိုယ်ရဲ့အရေးပြားတင်းအားများတဲ့နေရာတွေမှာအဖြစ်များတယ်ပေါ့နော်အရေးပြားတင်းအားများတဲ့နေရာတွေဥပမာဒီ level တို့မျက်နှာတို့အဲ့လိုမျိုးဘိုက်တို့ပေါင်တို့เนาะခန္ဓာကိုယ်နေရာအနှံ့ကြောကုန်းတို့ပေါ့เนาะအရေးပြားတင်းအားများတဲ့နေရာတွေမှာဖြစ်တာရှိတယ်သူတို့ဒီ keloid ကဒီအသက်10နှစ်ကနေပြီးတော့အသက်30ကြားလူတွေမှာဆိုလို့ရှိရင်အဖြစ်အများဆုံးဖြစ်တယ်ပေါ့เนาะဒါပေမဲ့ဒီ keloid ကဘာကြောင့်ဖြစ်ရတာလဲဆိုတော့သူကဒီ keloid ဖြစ်နိုင်ခြေရှိတဲ့ဒီ keloid ဖြစ်နိုင်တဲ့မျိုးရိုးရှိလို့ဖြစ်တာဖြစ်ပါတယ်ဥပမာသူကမျိုးရိုးဗီဇထဲမှာဟိုကဒီ keloid ဖြစ်စေနိုင်တဲ့ဒီမျိုးရိုးဗီဇတစ်ခုပါလာလို့ဖြစ်တာဖြစ်ပါတယ်အဲ့တော့ပြဿနာကဘာလဲဆိုတော့ဒီ keloid ဖြစ်နိုင်ခြေရှိမရှိကိုဘာနဲ့မှစစ်ဆေးလို့မရဘူးတွေးရနေဆက်လို့လည်းမရဘူးခဏကိုကြည့်ပြီးတော့လည်းမသိနိုင်ဘူးဘယ်ဒီလက္ခဏာတစ်ခုခုအနေနဲ့ဟိုကြိုပြီးတော့ပြသတာမျိုးလည်းရှိမနေဘူးအဲ့တော့ကျွန်တော်တို့ကဒုတိယကိုကြည့်လိုက်လို့ရှိရင်ဒီလူက keloid ဖြစ်နိုင်ခြေရှိမရှိကိုကျွန်တော်တို့ဘယ်လိုနည်းနဲ့မှမသိနိုင်ဘူးပေါ့နော်ဒီစမ်းသပ်မှုတွေအရာလည်းမသိနိုင်ဘူးတွေးစစ်ပြီးတော့လည်းမသိနိုင်ဘူးပေါ့နော်အဓိကပြဿနာတော့အဲ့ဒါပါပဲဒီ keloid ဖြစ်နိုင်တဲ့သူတွေကကိုလည်းဒီဟာမျိုးဖြစ်နိုင်ခြေရှိတဲ့လူလို့ကိုလည်းမသိနိုင်ဘူးပေါ့နော်အဲ့တော့နီးစပ်ဆုံးဆိုလို့ရှိရင်ကိုဘယ်လိုမျိုးသိနိုင်မလဲဆိုတော့သူကမျိုးရိုးလိုက်တယ်အဲ့တော့ကိုရဲ့မျိုးရိုးထဲမှာဥပမာအဖေတို့အမေတို့ပေါ့နော်ညီကောင်မောင်နှမတို့အဲ့လိုမျိုးတွေမှာဒီလိုမျိုး keloid ဖြစ်ဖူးတယ်ဆိုလို့ရှိရင်ကိုမှလည်းဒီဟာကဖြစ်ဖို့ရခိုင်တော့တော်တော်လေးကိုများပါတယ်အဲ့တော့အဲ့ဒီနီးနားတစ်ခုတည်းနဲ့ပဲသိရှိနိုင်ပါတယ်အဲ့လိုလူတွေကိုကျွန်တော်မှားချင်တာလေးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဖြစ်နိုင်လို့ရှိရင်တက်တူးမထိုးပါနဲ့နားမဖောက်ပါနဲ့ဒဏ်ရာမရအောင်နေပါအခုကဒီတက်တူးထိုးတာတွေကအရန်ခက်စားတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်ရင်ဘတ်မှာထိုးကြတယ်နေရာပေါင်းစုံထိုးကြတယ်ပေါ့နော်နောက်တစ်ခုကအရေးကြီးဆုံးမှာကျန်တာကဒီမျက်ခုံးတက်တူးပေါ့နော်အခုကဒီအမျိုးသမီးတွေတော်တော်များများကဒီမျက်ခုံးတက်တူးတွေ eyeliner တက်တူးတွေအရန်ထိုးကြတယ်ပေါ့နော်အဲ့တော့ keloid ဖြစ်တတ်တဲ့သူတွေမှာဆိုလို့ရှိရင်ဒီမျက်လုံးသားတစ်ဝိုက်ကိုဘာမှမလုပ်တာပိုကောင်းတယ်တက်တူးလည်းမထိုးသင့်ဘူးအဲ့တော့ထိုးလိုက်လို့တခုခုအမာရွဖြစ်သွားပြီဆိုလို့ရှိရင်မျက်လုံးသားမှာဒါတကယ်လို့ဒီ keloid လိုမျိုးအမာရွကြီးဖြစ်သွားလို့ရှိရင်တော်တော်ကြီးကိုလောက်ရခတ်သွားမယ်ပေါ့နော်ဘာမှပြန်လုပ်လို့အဆင်မပြေဘူးခွဲစိတ်လို့လည်းအဆင်မပြေဘူးအဲ့လိုမျိုးဖြစ်မှာစိုးလို့ပေါ့နော်အဓိကတော့အဲ့ဒါလေးကိုသတိပေးချင်တာပါမျက်ခုံးတက်တူးမထိုးနဲ့ eyeliner တက်တူးမထိုးပါနဲ့နောက်ပြီးတော့ကိုကအလှပရေးရနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်နေရလို့ဆိုလို့ရှိရင်နားမဖောက်ပါနဲ့ရေးကြည့်တယ်ပေါ့နော်ဒါလေးတွေကတကယ်လို့နားဖောက်လိုက်လို့နားမှာတကယ်လို့ဒီ keloid ကြီးဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒီဟာကသူကဟိုပျောက်ဖို့အတွက်ကိုသူကဟိုခွဲပြီးတော့ခွဲစိတ်လေးပြန်ပေါ်လေးတွေဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီ keloid ပေါ်လာပြီဆိုလို့ရှိရင်ခွဲစိတ်ဖို့တော့အကြံမပေးဘူးပေါ့နော်သူကခွဲလေးဖြစ်လေပဲခွဲပြီးလည်းပြန်ဖြစ်မှာပဲပေါ့နော်အဲ့တော့ဒီ keloid ကဘာမှတော့အသက်အန္တရာယ်တော့လူမပေးဘူးပေါ့နော်သူကလှပရေးရနဲ့ပတ်သက်ပြီးတော့ပဲဒီပြဿနာပေးတာပဲရှိတယ်ပေါ့နော်တခြားအသက်အန္တရာယ်ပေးတာမျိုးတော့မရှိဘူးတချို့ဒီအင်ဂျီနဲ့ကွယ်ထားတဲ့နေရာမျိုးတွေမှာဆိုလို့ရှိရင်တော့ဘာမှပြဿနာမရှိနေဘူးပေါ့နော်ဒါပေမဲ့တချို့ main ကလေးတွေဆိုလို့ရှိရင်ဥပမာဒီလိုရင်ဘက်လိုနေရာမျိုးမှာဆိုလို့ရှိရင်တချို့အဲ့လိုဆေးလာထိုးကြတာရှိတယ်ဒီလုံးဝပြအောင်တော့လုပ်ပေးလို့မရဘူးဒါပေမဲ့အရွယ်စားနည်းနည်းသေးသွားအောင်ကြုံသွားအောင်တော့ကျွန်တော်တို့ဒီထဲကိုဆေးထိုးပေးလို့ရတယ်ထိုးတဲ့ဆေးတွေရှိတယ်ဒါပေမဲ့ဒီထိုးတဲ့ဆေးမှာလည်းပြဿနာတစ်ခါတလေတချို့တွေမှာဆိုလို့ရှိရင်သူကထိုးတဲ့ဆေးက steroid ဖြစ်နေတယ်ပေါ့နော် steroid ဖြစ်နေတော့ steroid ရဲ့ side effect လေးတွေပေါ်တယ်တချို့ကဒီနာဒီလိုမျိုးနေရာမှာkeloid ပေါ်လာလို့ဆေးထိုးတယ်ဒါပေမဲ့ keloid ကတော့မပြောက်သွားဘူးနည်းနည်းတော့ကျုံသွားတယ်ဒါပေမဲ့ထိုးတဲ့ဆေးရဲ့ side effect တွေကိုခံစားရတယ်ဘာလဲဆိုတော့ပြဿနာအမှဝက်ချန်တွေပေါက်တာပေါ့နော်ဒီလိုနေရာတွေမှာဟို motion pad တွေကြောတွေမှာဝက်ချန်တွေအများကြီးပေါက်လာကြတယ်ပေါ့နော်ကျွန်တော်ထိုးတဲ့ဆေးဒီ steroid ဖြစ်တယ်အဲ့ဒီ steroid ရဲ့ side effect ကြောင့်ဒီလိုမျိုးနေရာတွေမှာဝက်ချန်ပေါက်တာမျိုးတွေကြုံရနိုင်တယ်ပေါ့နော်နောက်ပြီးတော့တချို့မျိုးသမီးတွေဆိုလို့ရှိရင်ဒီဘိုက်ခွဲတယ်ပြီးတော့ကလေးမွေးတဲ့မျိုးသမီးတွေပေါ့နော်ဒီလိုမျိုးဘိုက်နေရာမှာဘိုက်ခွဲပြီးတော့အဲ့အနာပြန်ကျတဲ့ချိန်မှာအဲ့လို keloid ကြီးဖြစ်ကြတာရှိတယ်အဲ့ဒီဟာကိုဖြစ်တဲ့အရွယ်ပမာဏနည်းသွားအောင်ဆိုလို့ရှိရင်တော့ဒီဘိုက်ခွဲတဲ့ချိန်မှာကိုယ်ကိုခွဲပေးတဲ့ဆရာဝန်ကိုတေချာပြောပြပြီးတော့အဲ့ခွဲစိတ်ပြီးတော့အရေပြားကိုပြန်ချုပ်တဲ့အချိန်မှာကျွန်တော်တို့ဒီ steroid ကိုအဲ့ဒီအရေပြားနားကိုထိုးလို့ရပါတယ်ထိုးပြီးတော့ဒီတက်လာတဲ့ keloid ရဲ့ပမာဏကိုသေးသွားအောင်အနည်းဆုံးဖြစ်အောင်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရပါတယ်အဲ့တော့ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုကြားလို့ရှိရင်ပြန်တွေ့ပါအောင်မယ်အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်